အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စိုင်းနေမှာရောက်လို့မျိုးပဲစားလို့အရန်ကောင်းတဲ့ကြက်ဥပေါင်းလေးလှုပ်စားမှာဖြစ်ပါတယ်ဒီလုံလေးရဆိုရင်ကြက်ဥပေါင်းလှုပ်စားတိုင်းကြက်ဥတွေကွဲသွားလို့ကြက်ဥတွေအပြင်ကိုပြန်ထွက်လာလို့ဆိုပြီးတော့မှအဆင်မပြေဖြစ်နေတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးကြနော်ကြက်ဥထိပ်ပိုင်းကိုဓာတ်လေးနဲ့အခုလိုအပေါက်လေးတွေဖောက်ထားပေးလိုက်ပါမယ်အပေါက်ဖောက်ထားပြီးလို့ရှိရင်စေတုအပ်နဲ့အထက်ကအနှစ်ကလေးတွေကိုဆုပ်ထုတ်ပေးလိုက်ပါမယ်ဒီကြက်ဥတွေကအနှစ်တွေအကုန်လုံးဆုပ်ထုတ်ပြီးသွားလို့ရှိရင်သူမျိုး9တန်းစားလက်ဖက်စားဆုံးတစ်ဝက်ကျော်ရှောက်ကောပါကောအနေငယ်နဲ့ကျုပ်အနေငယ်တို့ကိုဒီကျိတ်ဆက်ထဲထည့်ပြီးတော့မှကျက်သွန်ပြူတွေကြေသွားတဲ့အထိကျိတ်ထားပေးလိုက်ပါမယ်ခုလိုကျိတ်ထားပြီးတဲ့ကျက်ဥတွေကိုပေါ့နော်ကျန်တဲ့ကျက်ဥထဲထည့်ပြီးတော့မှမှွေထားလိုက်ပါမယ်ခုလိုမှွေသွားတာနှမ်းသွားပြီလို့ရှိရင်စစ်ထိုးအနဲ့ကျက်ဥလေးကိုပြန်ပြီးတော့မှထည့်ပါမယ်ဒီကျက်ဥပေါင်းတဲ့အခါမှာအဓိကပေါ့နော်ပထမဦးဆုံးစစပေါင်းရင်းဆိုရင်10မိနစ်လောက်လေးကိုသူ့ရဲ့မီးချိန်လေးနဲ့ပြင်းပြင်းလေးနဲ့အဖုံးလေးအုပ်ပြီးတော့မှပေါင်းလိုက်မယ်10မိနစ်လောက်ပေါင်းသွားပြီးလို့ရှိရင်သူ့လိုထိပ်ပိုင်းလေးကျက်သွားတယ်မီးလေးကိုလျှော့လိုက်မယ်မီးအေးလေးနဲ့အဖုံးကိုလည်းအပြည့်မပိတ်ဖက်နဲ့နည်းနည်းလေးဟထားပြီးတော့မှမိနစ်20ခန့်စိတ်ရှိလက်ရှိလေးနဲ့ပေါင်းသွားလိုက်လို့ရှိရင်အထဲကလည်းကျက်မယ်အတွင်းသားလေးကျက်ပြီးတော့မှကျက်ဥပေါင်းလေးဆိုင်လေးမှာပေါင်းသလိုမျိုးကျက်ဥပေါင်းလေးရလာမှာပေါ့နော်ဒီဝက်ချနေတဲ့သူလေးဆိုရင်လည်းကျုပ်ပြုတ်ဒီပဲစားနေရလို့ညီးငွေးလာလို့ရှိရင်ခုလိုအစားထိုးကျုပ်ပေါင်းလေးလှုပ်စားလို့ရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတင်ပေးအောင်ပါမလို့ follow လေးလည်းလုပ်သွားပေးကြပါအောင်နော်